မင်္ဂလာပါရှင်ယူသက်ပါကျမတို့မတွေ့တာတော်တော်ကြာသွားပြီเนาะကျမရေးလေးနည်းနည်းမကောင်းဖြစ်နေရတဲ့ကျမဒီ screen time ကြီး short ထားလိုက်တာပေါ့เนาะဒါကြောင့်မလို့ analysis video ရိုက်တာလေးကိုကျမနားထားတာဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လေကျမရဲ့ traders mix trade တွေပေါ့เนาะ market ထဲမှာ trade ရတာအခက်အခဲဖြစ်နေမှာဆိုလို့ကျမစိတ်ပူတဲ့အတွက်ဒီနေ့မေလ6ရက်နေ့မှာတော့ကျမ analysis video လေးတွေကိုစပြီးတော့ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ Wednesday ပုတ်တော်ဟူးနေ့ဖြစ်သွားပါပြီတပတ်တာရဲ့ trade တဲ့တတိယမြောက်ရက်ပေါ့အလေးရက်ပေါ့လေလက်ရှိကတော့မြန်မာအချိန်နေ့လဲ7နာရီနဲ့28မိနစ်ရှိသွားပါပြီဆိုတော့ဒီနေ့မှာရောင်းဝယ်လို့ဖို့အဆင်ပြေအောင်ကျမတို့ဈေးကွက်သုံးသက်ချက်လေးကို candlestick ချက်လေးတွေမှာသွားကြည့်ရအောင်မရှင်ကျမ screen share ပေးပါမယ်နော် Okay လက်ရှိမြင်နေရတာကတော့ဒါကျမတို့ trading view ရဲ့ candlestick ချက်လေးဖြစ်ပါတယ် time frame ကကျွန်မ4 hour မှာကြည်နေပါတယ်အခုဈေးက4600နဲ့4950ဒီစီဝင်းကျင်မှာရှိနေတာပေါ့နော်ကမ္ဘာရွှေဈေးကွက်ကသူကဒီမှာဈေးတက်သွားခဲ့တာ4500နဲ့45တဝိုက်ကနေပြီးတော့4550ဝန်းကျင်เนาะအဲ့တဝိုက်ကနေအရှိန်အဟုန်နဲ့ဒီမှာ momentum ပါပါနဲ့ဈေးတက်လာခဲ့တာလက်ရှိမှာ4 hour candlestick ဒီတောင်မှပဲဒီဘတ်ဒီအရင်အားကောင်းနေเนาะ4650လောက်ထိရောက်လာပြီဆိုတော့အတက်ကအရှိန်တစ်ခုပါလာတယ်လို့ပြောရမှာပေါ့เนาะအဲ့တော့ဘယ်လိုပဲဆိုစေကျမတို့ကြည့်နေမယ်ဆိုလို့ရှိရင်တော့ market ရဲ့ range လေးကဒီတော့တွင်းလေးရှိနေတာပဲလေဒါလေးပဲရှေ့မှာရှိခဲ့ဘူးတဲ့ strong ဖြစ်တဲ့ support level တစ်ခုရှိမယ်အဲ့ဒီ level ဒီလက်ရှိမှာ resistance level အနေနဲ့ဒီစပြီးတော့သူလုပ်ခဲ့တာဒီ April 30เนาะ April လကျမတို့ဒီလကုန်ရက်ဒီပေါ့ဒီဝန်းကျင်တွေမှာ resistance level တစ်ခုအနေနဲ့အလုပ်လုပ်ခဲ့တာ range တစ်ခုသူသတ်မှတ်ခဲ့တာအဲ့ဒီကနေပြီးတော့ဒီအောက်မှာရှိနေတဲ့ strong support level ဖြစ်တဲ့4500ဝန်းကျင်ပေါ့နော် market ဒီ range လေးအတွင်းမှာလက်ရှိရှိနေတာပေါ့ဒါကျမတို့အခုမြင်နေရတဲ့ range ဒီအပေါ်မှာဆိုရင်4600နဲ့60ဒီအောက်မှာဆိုရင်တော့4500ပေါ့နော်ဒီလိုပုံစံလေးကျမတို့စဉ်းစားလိုက်လို့ရတယ်အဲ့တော့အခုတော့ဒီထဲမှာပဲ market ရှိနေတယ်ဆိုတော့ဘယ်လို trade ကြမလဲပေါ့ဘယ်လို trade မလဲဆိုတော့ကျမတို့ကအာလက်ရှိ key level တွေပဲပြန်ထုတ်လို့ရမှာပေါ့နော် market ကို key level အနေနဲ့ပြန်ထုတ်ရမယ်ဆိုရင်ကျမကဒီအပေါ်မှာဆိုရင်ဘယ်ဈေးတန်းထုတ်ပေးခြင်းလဲဆိုတော့ခုနပြောတဲ့4660လောက်မဟုတ်ပဲကျမဒီ80လောက်စဉ်းစားပေးလိုက်မယ်ပေါ့နော်အဲဒီနားလေးကနေပြီးတော့ဖြစ်နေမယ်ကျမတို့ရဲ့ key level လေးဒီ range အနေနဲ့ကျမဒီဘက်မှာရှိခဲ့ဘူးတဲ့ strong support ဒီကိုယူဆပြီးတော့လေ4900ထုတ်ကြည့်လိုက်မယ်ကျမတို့အခုအနည်းဆုံးစဉ်းစားရမယ့်တစ်ချက်ဒီ4680 4900ကျမဒီလို key level တစ်ခုထုတ်ထားလိုက်မယ်နော်အဲ့တော့လက်ရှိအနည်းဆုံးရောက်နေတဲ့ဈေးဒီ light ဝယ်ဖို့တော့မကောင်းတော့မြင့်နေပြီပေါ့နော်အဲ့တော့ဒီနေရာမှာကျမတို့ကဒီ4680ကနေစပြီး4900အတော်အတွင်းရှိနေတဲ့ဒီ range အတွင်းမှာအယောင်ပြန်ရနိုင်မလားဒါကိုတစ်ချက်စောင့်ကြည့်ဖို့လိုတယ်အဲ့တော့ဒီ range ရဲ့အထက်မှာဆိုလို့ရှိရင်တော့ကျမထပ်ထုံမဲ့ range ကတကယ်ဆိုရင်တော့ဒီ450တို့နောက်တစ်ခုဒီ480တို့ရှိတယ်ပေါ့နော်ရေတိုလေးတွေဒီနားလေးတွေတစ်ချက်ပြန်ဆွဲဆင်းနိုင်တယ်ဒါပေမဲ့လေကျွန်မကသူ့ထက်ပို strong ဖြစ်တဲ့ level တစ်ခု key level တစ်ခုပဲထုတ်ပေးလိုက်မယ်ပေါ့နော်ရေရှည်အတွက်စဉ်းစားတာပေါ့4900ဒီ85နာတဝိုက်ကနေစပြီးတော့4800နဲ့20လောက်ထိထုတ်လိုက်မယ်အဲ့တော့ကျမတို့ဒီလို range နှစ်ခုဖြစ်သွားနိုင်တယ်။ဒါဆိုရင်ဒါလေးကိုသုံးသပ်ကြည့်ရမယ်ဆိုရင်ဒီရပိုင်းဖြစ်နိုင်ခြေရှိတယ်ကျမတို့ရဲ့ market က4600 80နဲ့4900နားမှာပြန်ကျမလားတစ်ချက်ဆောင်ကြည့်။ဒီကနေပြန်မကျရင်တော့ကျမတို့ market ဒီ4985 4820တွေထိလည်းရောက်လာနိုင်ခြေရှိလိမ့်မယ်။အဲ့တော့4985 4820ဈေးရဲနေကြရင်လေအယောင်ပြန်ရနိုင်မလားကြည့်ရမယ်။အဲ့တော့ဒီကိုတိုက်ရိုက်ဒီလိုကြီးတက်သွားမှာလားပေါ့နော်ဒီလိုတက်သွားတာလည်းဖြစ်နိုင်တယ်လို့တစ်ပတ်မှာလည်းဂျားကဈေးတန်းနေဖြစ်တဲ့ကျမအခုပြောသွားတဲ့ဒီ4940တို့4952တို့4980တို့ဒီဈေးလေးတွေပေါ့နော်ဒီဂျားမှာရှိခဲ့မှုတဲ့ဈေးလေးတွေကနေပြီးတော့တစ်ချက်လည်းအကြလေးတွေပြန်ပြီးတော့ retrace ပြန်ဝင်လာတာလေးတွေလည်းရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကတရက်ချင်း intraday အနေနဲ့စဉ်းစားမယ်ဆိုအဲ့ဒီဈေးတန်းလေးတွေကနေ short term ပြန်ကျတာမျိုးလေးတွေဖြစ်ကောင်းလည်းဖြစ်နိုင်တယ်။ဒါပေမဲ့လည်းရေရှည်မှာတော့ market ဒီ4.85 4.20အထိရောက်လာနိုင်ခြေကိုတွေ့ရတယ်။ဘယ်လိုဖြစ်ခဲ့ရင်လဲဆိုရင်
ဒီ4680 4900ရဲ့အထက်ကို4 hour အဖြစ်အရှိန်အဟုန်တစ်ခုနဲ့ market ဒီကောင်းကောင်း break gap ပေါ့နော်အပေါ်ဖောက်တက်နိုင်သွားရင်ပေါ့လေအဲ့လိုမဖြစ်လို့များကျမအခုပြောနေတဲ့4680 4900ပေါ့နော်ဒီနားကနေများပြတ်ဆင်းလာခဲ့ရင်ရောကျမတို့ဘယ်လိုဆက်ဖြစ်နိုင်လဲဆိုတော့ဖြစ်နိုင်ခြေရှိတဲ့ range ကိုကျမကဒီနားလေးသတ်မှတ်လိုက်မယ်4580နားလေးသတ်မှတ်လိုက်မယ်နော်အဲ့တော့အဲ့ဒါကနေပြီးတော့နောက်ထပ်ဘယ်နားလဲဆိုတော့ဒီဈေးတန်းလေး4550နားပေါ့အဲ့တော့အကယ်၍များ4680 4900ဒီဖောက်မတက်နိုင်တော့ဘူးဈေးကဒီနားကနေအကျလေးပြန်ဝင်လာခဲ့ပြီဆိုရင်နောက်ထပ်ဖြစ်နိုင်ခြေရှိတာဒီ4580နဲ့4550နားကိုပြန်ပြီးတော့ရောက်လာနိုင်ခြေရှိရယ်ဒီလိုခြေနေဖြစ်ခဲ့ရင်ကျမအနေနဲ့ဒီ4550နဲ့4580နားမှာဆိုရင်တော့ဝယ်ဖို့အတွက်စဉ်းစားစီချင်တယ်အဲ့ဒါကိုဖောက်ဆင်းပြီဆိုရင်တော့ကျမတို့ဒီပထမဖြစ်နေခဲ့တဲ့ market ရဲ့ ranging လေး4500နားပဲပေါ့အောက်မှာဒီဈေးတန်းပဲရှိမှာပေါ့နော်အဲ့တော့ဒါလေးဆိုရင်တော့အခုဆွဲပြသွားတယ်ကျမဆွဲပြသွားတဲ့ market range လေးကိုကြည့်မယ်ဆိုရင်တော့အရိုးရှင်းဆုံးမြင်ရနိုင်တယ်အဲ့တော့ဒီ range ဒီနေ့တစ်ရက်ထဲမှာလည်းဖြစ်ချင်မှဖြစ်မယ်နောက်ရက်ဒီမှာလည်းဒါသည်တက်ရောက်လာနိုင်တယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီနေ့တစ်ရက်ဒါ trade ဖို့အတွက်ဆိုရင်တော့ကျမတို့က4680နဲ့4900နားရောက်လာခဲ့သည်ရှိတော့အယောင်းရမလားတစ်ချက်ကြည့်လို့ရမယ်ဒါအနည်းဆက်ဆုံးဒီနေ့တရက်မှာတွေ့ရနိုင်ခြေရှိတာပေါ့နော်အကယ်၍4680 4900ကိုဆက်ဖောက်တက်သွားခဲ့သည်ရှိတော့နောက်ရက်ဒီမှာကျမတို့အပေါ်မှာရှိတဲ့4885 4820တွေကိုပြန်မြင်ရနိုင်တယ်သို့ပေမဲ့လည်းချားမှာဒီခုနပြောသွားတဲ့ short term မှာဖြစ်နေတဲ့ဒီ chart range လေးတွေမှာတရက်ချင်းစီမှာတော့ retreat လေးတွေများပြန်ပြီးတော့ short term လေးတွေပြန်ဆင်းလာမလားစောင့်ကြည့်ရမယ်4680 4900ထက်ကိုဖောက်မတက်နိုင်လို့ပြန်ဆင်းလာရင်တော့ market ဒီ4580နဲ့4550နားကိုတစ်ချိန်ပြန်လာနိုင်တယ်။အဲ့ဒီနေရာရောက်ရင်ကျမတို့အဝယ်တွေပြန်စဉ်းစားလို့ကောင်းနိုင်တယ်။အဲ့နေရာကနေမတက်လို့ပြန်ဆင်းရင်တော့ပထမ market range ဖြစ်တဲ့4500နားကိုပြန်လာမှာပေါ့။အဲ့တော့ဒီလောက်ဆိုရင်တော့ market ကိုကျမတို့သုံးသပ်တယ်ပေါ့နော်။ဒီ market ရဲ့ direction market ရဲ့ structure လေးမှာဖြစ်နေတဲ့ range လေးတွေကိုအထောက်အကူပြုမယ်လို့ထင်တယ်။ကျမရဲ့သုံးသပ်ချက်လေးကနေပြီးတော့ဆိုတော့ဒါလေးကိုတစ်ချက်ကြည့်ပြီးတော့ကိုယ်ပိုင် trading case တွေကိုတွေ့နေတဲ့ setups တွေကိုယ့်ရဲ့ strategy တွေနဲ့ပြန်ပေါင်းဆက်ပြီးတော့ပေါ့နော်ကိုဘယ်လိုလေးတွေယူသုံးမလဲဘယ်ချက်လေးတွေတော့ကိုနဲ့တိုက်ဆိုင်တယ်လဲဘယ်ချက်လေးတွေကတော့မတိုက်ဆိုင်တဲ့အတွက်ဘယ်လိုပြန်ပြီးတော့သုံးသပ်ကြည့်မလဲပေါ့ဒီလိုမျိုးလေးတွေနဲ့ကျမရဲ့ analysis လေးကိုအထောက်အကူတစ်စုံတစ်ခုပြုအောင်သုံးနိုင်မယ်လို့ကျမမျှော်လင့်ပါတယ်ဆိုတော့ analysis video လေးတွေကိုအများနဲ့မျှော်လင့်ပြီးတော့စောင့်ကြည့်ပေးနေတဲ့ trader space တွေများစွာရှိရတာကျွန်မသိများစွာရှိရဲဆိုတာကျွန်မပြန်သိရပါတယ်အဲ့အတွက်လည်းကျွန်မရဲ့မိတ်ဆွေများကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာကျွန်မတို့ trade တဲ့အခါမှာအတက်နိုင်ဆုံးရောင်းမဝင်မာတွေ vacation ပြီးတော့ profit တွေများစွာပိုင်ဆိုင်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေဒီလို analysis video တွေကိုအချိန်နဲ့တပြေးညီကြည့်ချင်နေဆိုရင်တော့ကျွန်မချပေးထားတဲ့ Telegram channel လေးတွေကို join ထားဖို့လိုပါတယ်เนาะကျေးဇူးတင်ပါတယ်ရှင်